ကျွန်တော်တို့ရဲ့ Manchester United အသင်းအနေနဲ့ Brighton အသင်းကိုအနိုင်ယူပြီးတော့ဒီနှစ်2025-2026ရဲ့ Premier League ရာသီကိုအနိုင်ရလက်နဲ့ကျွန်တော်တို့နှုတ်ဆက်နိုင်ခဲ့ပါတယ်ကျွန်တော်တို့အသင်းအနေနဲ့ပြီးခဲ့တဲ့ရာသီတုန်းကအဆင့်15နဲ့ရာသီသိမ်းခဲ့တယ်ဆိုပေမဲ့ဒီနှစ်ရာသီမှာအဆင့်3နဲ့ရာသီသိမ်းခဲ့တဲ့အပြင်ကိုမှကျွန်တော်တို့လိုချင်ပါတယ်ဆိုတော့ Champions League ဝင်ခွင့်ကိုလည်းကျွန်တော်တို့ပြန်လည်ရရှိခဲ့တယ်ဘလို့ပဲကြည့်ကြည့်ပေါ့နော်ကျွန်တော်တို့ရလက်ပိုင်းကိုကြည့်မယ်ဆိုရင်ဖလားမရခဲ့ဘူးဆိုပေမဲ့ကျွန်တော်တို့ရဲ့အသင်းဒီနှစ်ရည်ရွယ်ချက်ပန်းနိုင်ဖြစ်တဲ့ Champions League ဝင်ခွင့်ကိုရရှိတဲ့အတွက်ကြောင့်မလို့ဒီယာဒီကလည်း Manchester United အသင်းရဲ့အောင်မြင်မှုရရှိခဲ့တဲ့ယာဒီလို့ကျွန်တော်တို့ပြောလို့ရပါတယ်ဒီနေ့ပွဲစဉ်မှာကျွန်တော်တို့ရဲ့အသင်းအနေနဲ့ Z3 ဆိုတဲ့ရလက်နဲ့ပြပြသားသားအနိုင်ယူပြီးတော့ clean sheet ကိုလည်းရယူနိုင်ခဲ့တယ်အဲ့ဒီအပြင်ကမှကျွန်တော်တို့ပြည်သက်တွေစောင့်မျှော်နေကြတဲ့ Bruno Fernandes အနေနဲ့နှစ်ပေါင်း20ကျော်ကြာချိုးဖျက်လို့မရတဲ့ဖန်တီးပေးပို့မှုအကြိမ်အများဆုံး20ကိုချိုးဖျက်ပြီးတော့21ကြိမ်နဲ့ Premier League တမိုင်းတစ်လျှောက်မှာဖန်တီးမှုအများဆုံးဆိုတဲ့စံချိန်ကိုရယူနိုင်ခဲ့တယ်တော်တော်လေးကိုဂုဏ်ယူဖို့ကောင်းတယ် Bruno Fernandes ရေ congratulation ပါအဲ့တော့ဒီနေ့ပွဲစဉ်နဲ့ပတ်သက်ပြီးတော့ကျွန်တော်အနေနဲ့ပွဲပြီးသုံးသက်ချက်လေးကျွန်တော်လုပ်ရမယ်ဆိုရင်တော့ကျွန်တော်အရင်ဆုံးမေဆင်မောက်ကိုကျွန်တော်ချီးကျူးချင်ပါတယ်မေဆင်မောက်အနေနဲ့ဒီနေ့ပွဲစဉ်မှာသူ့ရဲ့တာဝန်ကိုကြေးပြွန်စွာကစားခဲ့တယ်လို့ကျွန်တော်ထင်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ပြီးခဲ့တဲ့ပွဲစဉ်တွေမှာဆိုရင်မေဆင်မောက်အနေနဲ့သူကတိုက်စစ်ကိုသူအလေးပေးကစားပြီးတော့နောက်တန်းကိုမကူညီနိုင်တဲ့အမှားလေးတွေကျွန်တော်တို့တွေ့ရတယ်အဲ့ဒီအမှားလေးတွေကြောင့်ပေါ့နော် Bruno Fernandes အနေနဲ့သူ့ရဲ့ကစားတဲ့နေရာမှာမကစားရဘဲနဲ့သူကအနောက်ကိုဆင်းကူရတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ရဲ့ကွင်းလေကတော်တော်လေးကိုတိုင်ပတ်ခဲ့ရတယ်ဒီနေ့ပွဲစဉ်မှာကတော့မေဆင်မောက်အနေနဲ့နောက်တန်းကိုလည်းတေးချစွာကူညီနိုင်တဲ့အပြင်ကိုမှဘောလုံးပေးပို့မှုတွေကလည်းတော်တော်လေးကိုကောင်းမွန်ခဲ့တယ်အဲ့ဒီအပြင်ကမှ Bruno Fernandes အနေနဲ့နောက်တန်းကိုမကူရတဲ့အတွက်ကြောင့်မလို့ရှေ့တန်းမှာတော်တော်လေးကိုကစားနိုင်ခဲ့တယ်လို့ကျွန်တော်မြင်တယ်အာမတ်ဒီယာလိုအနေနဲ့ဖန်တီးပေးပို့မှုတစ်ချိန်ကိုပြုလုပ်နိုင်ခဲ့တဲ့အတွက်ကြောင့်မလို့သူ့အနေနဲ့လည်းနောက်ရာသီအတွက်ယုံကြည်မှုတွေရသွားမယ်လို့ကျွန်တော်ထင်ပါတယ်ကျန်တဲ့ကစားသမားတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်အနေနဲ့ဘာမှပြောစရာတော့မရှိဘူးတော်တော်လေးကိုကောင်းမွန်တဲ့အရှိတန်းရောအလဲတန်းရောဒါနောက်တန်းရောတော်တော်လေးကိုကောင်းမွန်တဲ့ခြေစွမ်းကိုပြသခဲ့တယ်လို့ကျွန်တော်ထင်တယ်ဒီနေ့ပွဲစဉ်မှာကျွန်တော်အနေနဲ့လူငယ်ကစားသမားလေးတွေဖြစ်တဲ့ Fletcher နဲ့ Lacy တို့ကိုကျွန်တော်တေချာလေးကိုစောင့်ကြည့်ခဲ့တယ် Lacy အနေနဲ့ကျွန်တော်ပို့ပြီးတော့ကြည့်ဖြစ်တယ်ပေါ့နော် Lacy ကတော့သူကွင်းထဲကိုဝင်လာတဲ့အချိန်ကနေစပြီးတော့ဒီဘောလုံးကစားတဲ့နေရာမှာတော်တော်လေးကိုကောင်းတယ်လို့ကျွန်တော်ထင်တယ်။ဒါပေမဲ့လူငယ်ကစားသမားဖြစ်တဲ့အတွက်ကြောင့်မလို့တချို့လုံးတွေမှာသူကတော်တော်လေးကိုလုံးပြချင်စိတ်တွေများနေတာကိုကျွန်တော်တွေ့ရတယ်။အဲ့ဒီအပြင်ကမှတချို့အလုံးတွေကကြတော့ဒါတကူကောင်းဆန်နေသေးတယ်လို့ကျွန်တော်ခံစားမိတယ်ပေါ့နော်။ Fletcher အနေနဲ့သူကွင်းထဲကိုရောက်လာတဲ့အချိန်မှာလဲသူ့ရဲ့ကွင်းလယ်ကမပြတ်စီးသွားတဲ့အတွက်ကြောင့်မလို့သူ့အနေနဲ့ဒါနောက်ရာသီမှာအသုံးပြုလို့ကောင်းတဲ့ကစားသမားတစ်ယောက်အနေနဲ့ကျွန်တော်မြင်တယ်။ Lacy ကိုလည်းကျွန်တော်အနေနဲ့နောက်ရာသီပွဲစဉ်တွေမှာတချို့ပွဲစဉ်တွေမှာကျွန်တော်ဒါအသုံးပြုလို့ရတယ်လို့ကျွန်တော်ထင်မြင်မိပါတယ်ဘလို့ပဲဖြစ်ဖြစ်ကျွန်တော်တို့အသင်းအနေနဲ့ပေါ့နော်ဒီနှစ်ရာသီမှာရလက်ကောင်းကိုပိုင်ဆိုင်ခဲ့တယ်လို့ကျွန်တော်ထင်တယ်အဲ့ဒီအပြင်ကမှနောက်ဆုံးရာသီပိတ်ပွဲစဉ်ကိုလည်းရလက်ကောင်းပိုင်ဆိုင်ခဲ့တယ်လို့ကျွန်တော်ထင်ပါတယ်ညီကိုတို့အနေနဲ့ရောဘလို့ထင်ကြလဲကျွန်တော်ရဲ့ comment အောက်မှာဝင်ရောက်ဆွေးနွေးပေးသွားကြပါအောင်အားလုံးကိုကျေးဇူးတင်ပါတယ်